เขาดูข่าวเรื่องคนกินข้าวสีขาวบนภูเขาที่มีเขาควายแล้วเข้าไปဒီဝက်ကြမှာစာလုံးပေါင်းတူအတန်တွက်တူပြီးတော့အဓိပ္ပာယ်မတူတာလည်းပါတယ်လို့အတန်တွက်တူပြီးတော့စာလုံးပေါင်းမတူတာတွေလည်းပါပါတယ်ဒီအချက်လေးတွေကိုအသေးချာနားလည်သွားပြီဆိုရင်တော့ထိုင်းစကားပြောတဲ့နေရာမှာအများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်နော်ဒါကြောင့်ဒီကွဲပြားမှုလေးတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့နောက်မှဆက်ပြီးတော့ဥပမာလေးတွေနဲ့ကြည့်ကြည့်လိုက်ရအောင်နော်ပထမဆုံးစကားလုံးလေးကတော့ခေါခေါအောက်ခေါသူ့ရဲ့အဓိပ္ပာယ်ကတော့သူမဆိုတဲ့နာမ်စားပဲဖြစ်ပါတယ်เขาเป็นเพื่อนของผมเขาသူကเป็นဖြစ်တယ်เพื่อนတငယ်ချင်းของผมကျွန်တော်ဤလို့အဓိပ္ပာယ်ရပါတယ်เขาเป็นเพื่อนของผมသူကကျွန်တော်ရဲ့တငယ်ချင်းပါဒုတိယဥပမာလေးကတော့เขาဆိုတဲ့စကားလုံးကိုအရှိမဖူးဆိုတာလေးနဲ့တွဲသုံးထားတာပါဖူးเขาဆိုလို့ရှိရင်တော့တောင်ဖြစ်ပါတယ်ဖူးမပါပဲเขาတက်သုံးတာလည်းရှိပါတယ်ฉันชอบไปเที่ยวภูเขาฉันကျွန်တော်ကျမชอบကြိုက်တယ်ไปเที่ยวသွားလေရတာภูเขาတောင်ပေါ်ကိုฉันชอบไปเที่ยวภูเขาကျွန်တော်တောင်ပေါ်အလေသွားရတာကြိုက်တယ်တတိယဥပမာလေးကတော့เขาควายคู่นี้สวยมากเขาควายဆိုတာကကျွဲကြိုပြောတာပါเขาဆိုတာကြိုပါควายဆိုတာကကျွဲคู่นี้ဆိုတာကဒီတစုံကสวยมากအရန်လှတာပဲတော်တော်လှတယ်เขาควายคู่นี้สวยมากဝါကြရှည်လေးပြန်သွားကြည့်အောင်နော်เขาดูข่าวเรื่องคนกินข้าวสีขาวบนภูเขาที่มีเขาควายแล้วเข้าไปเขาသူကดูကြည့်တယ်เขาတဲ့เรื่องคนกินข้าวสีขาวเรื่องဆိုတာကအကြောင်းအရာคนလူกินစားတယ်ข้าวထမင်းสีขาวအဖြူရောင်ထမင်းစားတဲ့လူအကြောင်းသတင်းကိုသူကြည့်တယ်ဘယ်မှာလဲဆိုတော့ဘွန်အပေါ်မှာဖူးခေါတောင်ပေါ်ထိမီရှိတော့ခေါခွိုင်းကျွဲကြိုแล้วပြီးတော့เข้าไปဝင်သွားတယ်เขาดูข่าวเรื่องคนกินข้าวสีขาวบนภูเขาที่มีเขาควายแล้วเข้าไปကျွဲကြိုတွေရှိတဲ့တောင်ပေါ်မှာအဖြူရောင်ထမင်းစားတဲ့လူအကြောင်းသတင်းကိုသူကြည့်ပြီးဝင်သွားတယ်လို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်အဓိပ္ပာယ်ကွဲပြားတဲ့စကားလုံးတစ်လုံးရှိပါသေးတယ်သူကတော့ခေါင်ဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ဤရဲလို့အဓိပ္ပာယ်ရတဲ့အပြင်ကိုပစ္စည်းလို့လည်းအဓိပ္ပာယ်ရပါတယ်ဥပမာဝက်ကြအနေနဲ့นี่คือโทรศัพท์ของผมนี่คือဒါကတော့ဖြစ်တဲ့โทรศัพท์ဖုန်းของผมကျွန်တော်ရဲ့ของဆိုတာဒီနေရာမှာကျွန်တော်ရဲ့လို့အဓိပ္ပာယ်ရပါတယ်ရဲ့လို့အဓိပ္ပာယ်ရပါတယ်นี่คือโทรศัพท์ของผมဒါကကျွန်တော်ရဲ့ဖုန်းပါปากกาของใครปากกาဘောပင်ของใครဘသူရဲ့ของဆိုတာရဲ့လို့အဓိပ္ပာယ်ရပြီးတော့ ใครဆိုတာကဘသူလို့အဓိပ္ပာယ်ရပါတယ်ปากกาของใครဘသူရဲ့ဘောပင်လဲของရဲ့ဒုတိယအဓိပ္ပာယ်ကတော့ပစ္စည်းဖြစ်ပါတယ်วันนี้ซื้อของเยอะมากวันนี้ဒီနေ့ซื้อဝယ်တယ်ของပစ္စည်းเยอะมากအများများတယ်วันนี้ซื้อของเยอะมากဒီနေ့ပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်เก็บของเรียบร้อยแล้วเก็บဆိုတာကသိမ်းတာของဆိုတာကပစ္စည်းเรียบร้อยဆိုတာကတည်တည်ချာချာတသက်ရရလို့ပြောတာပါเก็บของเรียบร้อยแล้วပစ္စည်းတွေကိုတည်တည်ချာချာသိမ်းဆည်းပြီးပြီဒီနေ့သင်ခန်းစာကိုအနှစ်ချုပ်ပြန်ပြောရရင်တော့เขาขอเอาเขาဆိုတဲ့စကားလုံးကသူတောင်ဦးကြိုလို့အဓိပ္ပာယ်ရပြီးတော့နံပါတ်2စကားလုံးကတော့ขอเอาเขาမိုက်เขาဆိုတာကတော့သတင်းဖြစ်ပါတယ်နံပါတ်3ကတော့ขอเอาเขาမိုက်ထိုခောက်ထမင်းဖြစ်ပါတယ်နံပါတ်3ခောက်နဲ့နံပါတ်5ခောက်ကအတန်တွဲတူပါတယ်စာလုံးပေါင်းမတူအဓိပ္ပာယ်မတူပါဘူးเนาะနံပါတ်4ကတော့ขอเอาเขาအဖြူရောင်ဖြစ်ပါတယ်เขาနံပါတ်4เขาနဲ့နံပါတ်1ကเขาကအတန်တွဲတူပါတယ်နံပါတ်5ကขอเอาเขาမိုက်ထိုခောက်ဝင်သည်ဖြစ်ပါတယ်နောက်ထပ်စကားလုံးတူအတန်တွဲတူပြီးတော့အဓိပ္ပာယ်2မျိုးရှိတဲ့စကားလုံးကတော့ခေါင်ဖြစ်ပါတယ်ခေါင်ဆိုတဲ့စကားလုံးကဤရဲလို့လည်းအဓိပ္ပာယ်ရတယ်လို့ပစ္စည်းလို့လည်းအဓိပ္ပာယ်ရပါတယ်